မင်္ဂလာပါဒီနေ့ဧပြီလ25ရက် Federal FM ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့စီဆိုင်မြို့နယ်မှာဇီဝထွက်ရင်မောင်နှမဦးပျောက်ဆုံးနေတဲ့သတင်းမော်ချီမှာစစ်ကောင်စီတပ်ပုံကျမှုကြောင့်တရုတ်အမျိုးသမီးတူအပါအဝင်9ဦးသေဆုံးတဲ့သတင်းရေစကြိုမြို့နယ်ကရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးမိရှုတဲ့သတင်းတွေအပါအဝင် Federal FM ရဲ့နေ့စဉ်သတင်းတွေကိုကြားရမှာပါရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်ဘန်းရင်ကြီးရွာမှာတငယ်ချင်းအင်ကိုသွားလဲပြီးဈေးဝယ်ထွက်တာကနေမောင်နှမဦးစလုံးပျောက်ဆုံးသွားခဲ့တယ်လို့ပျောက်ဆုံးသူရဲ့မိခင်ဖြစ်သူဒေါ်နွယ်ခိုင်ကဖရဲဖန်ကိုပြောပါရယ်ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မနက်ပိုင်း6နာရီချိန်မှာမောင်နှမဦးဟာဘန်းရင်ကြီးရွာရှိအတိတငယ်ချင်းအင်ကိုသွားလဲရင်ဈေးဝယ်ထွက်တာကနေပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါရယ်ပျောက်ဆုံးသွားတဲ့သူတွေဟာအသက်19နှစ်အရွယ်မမီမီအောင်နဲ့အသက်18နှစ်အရွယ်ဝိုင်းစီအောင်ခဝဝိုင်းဖြစ်ပြီးမမီမီအောင်ကဟိုပုံမျိုးထုံးမြိုင်ကိုပိုင်အထက်တန်းကျောင်းကနေ Grade 12ဆမှုပဲဖြစ်ဆိုတဲ့ကျောင်းသူတူဖြစ်ကဝိုင်းစီအောင်ဟာ Grade 8ပြီးနောက်ကျောင်းဆက်မတက်ပဲလာရှိုးမျိုးကနေဆွေမျိုးစီကိုလာနေတာဖြစ်တယ်လို့သိရပါတယ်။ပျောက်ဆုံးသွားတဲ့သူဦးနဲ့အတူထိုင်းဆိုင်ကတစီပါသွားကပြီးခဲ့တဲ့22ရက်နေ့ကနေအခုလက်ရှိ25ရက်နေ့အချိန်ထိသတင်းအစအနရှာမတူသေးဘူးလို့သိရပါတယ်။ကရနီပြည်ဖားဆောင်မြို့နယ်မော်ချီမှာစစ်ကောင်စီကပုံကျဲမှုကြောင့်တရုတ်မျိုးသမီးတူနဲ့ရှစ်လသားကလေးငယ်တူအပါအဝင်စုစုပေါင်းကဦးသေးဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့သိရပါတယ်။မနေ့ဧပြီလ24ရက်နေ့ညနေ3နာရီကျော်အချိန်မှာစစ်ကောင်စီတပ်က Just Fighter ကိုအသုံးပြုပြီးမော်ချီဒေသကခဲတူဖော်ရေးလုပ်ငန်းဆက်ရုံရှိရာနေရာအနီးကိုပေါင်900ဘုံတစ်လုံးကျဲချခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါဘုံကျဲမှုဟာဆက်ရုံအနီးကိုကျဲချခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရှိသူတွေထဲမှာဒေသခံတွေအနေအကျဉ်းသားပါဝင်ပြီးတခြားနေကအလုံလာလုပ်တဲ့အလုပ်သမားတွေပုံများတယ်လို့လည်းသိရပါတယ်။ပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာလည်းဖာဆောင်မြို့နယ်မော်ချီဒေသကိုစစ်ကောင်စီတပ်ရဲ့ပုံကျဲမှုကြောင့်ပြည်သူ2ဦးသေဆုံးပြီး10ဦးခန့်ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။မကွေးတိုင်းဒေသကြီးရေစကြိုမြို့နယ်ကပါလာပရွာမထီရွာနဲ့ကျူရွာတွေကိုဧပြီလ23ရက်နဲ့22ရက်ကစစ်ကောင်စီရဲ့ခလာရ259တပ်ကစစ်ကြောင်းထုတ်ပြီးမိရှုခဲ့တယ်လို့ဒေသခံတွေကဖရဲဖန်ကိုပြောပါတယ်။ပါလာပရွာကို3ကြိမ်မိရှုဖြစ်စီခဲ့ပြီးကျူရွာကပြည်သူတွေလည်းတပ်စခန်းဖြစ်ဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်က30ကျော်တိုက်ဆုံခဲ့တယ်လို့သိရပြီးလက်ရှိမှာရွာမိရှုခံရတဲ့ပြည်သူတွေကမိဆက်ရာဆွေမျိုးတွေစီကိုပြောင်းရွှေ့နေကြရပြီးပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ဖရဲဖန်အနေနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကမင်းညာမှာရေစကြိုမြို့နယ်စင်မရဲရွာနဲ့စီးပင်ရွာကိုလင်းရင်နဲ့ဗိုလ်ကျဲထပ်ခတ်ခဲ့ပြီးသူဦးတည်ဆုံခဲ့တယ်လို့သိရပါတယ်။မကွေးတိုင်းဒေသကြီးစေတုတ်တရာမြို့နယ်ရှိလုံးစုံကျွော်မှာစစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်ခဲ့တဲ့ကြောင့်တရားလုံးနှိပါနေအိမ်မီလောက်ပြီးပြကြခဲ့တယ်လို့စေတုတ်တရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တူကဖရဲဖန်ကိုပြောပါရယ်လုံးစုံကျွော်မှာအင်တီအလုံးရေ50ကျော်ရှိပြီးမနေ့ဧပြီလ24ရက်ည6:55မိနစ်အချိန်မှာစစ်ကောင်စီကလေကြောင်းကနေပုံတင်နှလုံးကျချခဲ့တယ်လို့ဆိုပါရယ်လုံးစုံကျွော်မှာအခုလိုလေကြောင်းနဲ့တိုက်ခိုက်ခံရမှုကပထမဆုံးအကြိမ်ဖြစ်ပြီးလူအထိခိုက်မရှိဘူးလို့သိရပြီးအဆိုပါကျွော်မှာလေကြောင်းတိုက်ခိုက်ခံရတာကြောင့်ဒေသခံတွေဘေးလွတ်ရာကိုတင်ရှောင်နေကြရတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းဖက်ခုံမြို့နယ်တိတိတ်ကျွာပရာဒေါဆွေမျိုးစုဒေသတွင်ကမြင်းမချီတောင်လောက်ကွယ်မှာနေထိုင်နေတဲ့ဥပတ်စုပ်ကိုမေလတရနေ့နောက်ဆုံးထားထွက်သွားခိုင်းပြီးသတ်မှတ်ထားတဲ့အချိန်ထိထွက်သွားပါကတွေ့ရှိနေရကနေပရာဒေါဆွေမျိုးစုကဖန်ဆီးသွားမယ်လို့ဒီနေ့မှထုတ်ပြန်လာပါတယ်။ဥပစုံဟာလေပွင့်ချက်ကုမ္ပဏီမန်နေဂျာတူဖြစ်တယ်လို့ KN ပြည်တီပါတီ KNLP ရဲ့ဗဟိုကော်မတီဝင်တူလည်းဖြစ်တယ်လို့2010ခုနှစ်ဝန်ကျင်ကနေပရာဒေါဆွေမျိုးစုဒေသမြင်းချီတောင်မှာ2023ခုနှစ်အထိလေပွင့်ချက်ကုမ္ပဏီရဲ့လောက်ကွက်တာဝန်ခံအဖြစ်တာဝန်ယူစီမံခန့်ခွဲပိုင်ခွင့်အပြည့်အဝရှိသူလည်းဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာလေပွင့်ချက်ကုမ္ပဏီနဲ့တရုတ်နိုင်ငံမာစတာဝန်ကုမ္ပဏီပူးပေါင်းပြီးမြင်းချီတောင်အကြီးစားတတူဖော်မှုနဲ့ပတ်သက်ပြီးဒေသခံတွေကကန့်ကွက်ဆန္ဒပြထုတ်ဖော်ခဲ့ပေမဲ့လေပွင့်ချက်ကုမ္ပဏီဘက်တွေကတစုံတရာတုံ့ပြန်လာတာမရှိတဲ့ပြင်လုပ်ငန်းခွင်ကိုပုံမှန်အတိုင်းလည်းပတ်နေစေဖြစ်တယ်လို့သိရပါတယ်။အကြီးစားတတူဖော်နေမဲ့ကိစ္စနဲ့ပတ်သက်ပြီး
ပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီလပိုင်းမှာစဝင်မယ်လို့ကြားသိရကြတဲ့ကပရာဒေါဆွေမျိုးစုနဲ့အရင်ညှိနှိုင်းပေးဖို့လေပွင့်တက်ကုမ္ပဏီကတာဝန်ရှိသူကိုပြောထားခဲ့ပြီးကြံ့ကြာလေးဒေသခံလူထုကတွေးဤသွားလိမ့်မယ်လို့သဘောထားကကြံ့ကြာအောင်အချိန်ဆွဲနေတာဖြစ်တာကြောင့်မြင်းချီတောင်မှာအရင်အင်္ဂလိပ်ခေတ်ကလေးကလူထုတွေလက်လုံးလက်စားနဲ့ခဲတူဖို့ခဲရဖြစ်ပြီးဒေသခံခွင့်ပြုချက်မပါပဲ2000ခုနှစ်နောက်ပိုင်းမှာလေပွင့်တက်ကုမ္ပဏီစတင်ဝင်ရောက်လုပ်ကိုင်နေတဲ့နောက်ပိုင်းလူထုတို့အနေနဲ့လှလှလတ်လောက်ကန်ခွင့်မရတော့ပဲနေအများစုကသူတို့လောက်ပဲဆိုပြီးနိုင်ထက်စင်းလုပ်နေတာလို့သိရပါတယ်။ဒီနေ့ဧပြီလ25ရက်ဖရက်ဖရန်နေ့စစ်တရင်တို့ကိုကြားခဲ့ရတာပါ။ကျွန်မစူးစူးပါရှင်။